ကိုမင်းဒီ trading ဘယ်တော့မှဒီကျွန်တော်တို့တင်တက်လာတက်တယ်လဲဒီချက်လောက်ပြုတ်ပြပြလို့ရလားကျွန်တော်ခုတဲတစ်လောက်ရှိပြီပေါ့ကိုอืมရှိမှာတလားလောက်ရှိပြီဒိတ်တိကြတော့မမီဟုတ်ကဲ့ဟုတ်ကဲ့တလားလောက်ရှိပြီတော့ပြီးတော့ဒီ trading ကပထမဟိုကိုမင်းကယုံလားမယုံလားဘယ်လိုအာရှိလဲပေါ့နော်ဖေးရတော့တင်တကျွန်တော်ယူမတက်ခင်ပါတယ်ဘာဖြစ်လို့ပေါ့နော်တင်တဆိုတော့ကျွန်တော်ကမတက်ခင်ဟုတ်ကဲ့ကျွန်တော်ယူပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကအရင်က crypto တွေပါဝယ်ဟာရှိတယ်อืมပြီးတော့ ဟုတ် stock တွေပါဝယ်ပြီးလုပ်တယ်ဆိုတော့อืมနည်းနည်းသိတယ်ဒါပေမဲ့ဘယ်အစမှမသိလို့ဟုတ်ကဲ့ ဆိုတော့ဒီတင်တန်းတော့ခေါ်တာတော့ကြာပြီကိုမင်းကဘာဖြစ်လို့မတက်တာလဲပေါ့နော်အရင်တော့ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကအလုပ်နှစ်ခုလုပ်နေတော့အอืချိန်ရมမရှိဘူးဟုတ်မနေ့လုပ်သွားမနေ့၄နာရီရဆောက်သွားတယ်၄နာရီရပြီးတော့ည12နာရီ10နာရီတော့ပြီးတယ်ဟုတ်ညစနေမှပြီးရဆိုတော့တอืมန်းတက်ဖို့အချိန်မရှိဘူးအဲကြောင့်ကိုယ့်အကူဆွတ်ဖြတ်လိုက်တာပါနော်ခုခေတ်မှာမဲ့တန်းတက်လိုက်မယ်လို့ခုနားပြီးတော့အဲ့လိုဆွတ်ဖြတ်ပြီးတော့လုပ်လိုက်တာဟုတ်ကဲ့အဲ့တော့ဒီတင်တန်းတက်တဲ့ချိန်မှာထူးခြားမှုအောင်ဘယ်လိုလဲထင်တာထက်လွယ်တာလားခက်တာလားအာလွယ်လာခဲ့တာဆိုတော့တိတ်ရောခက်ပါဘူးကိုဒါပေမဲ့လေ့လာရအောင်ပါနော်တန်းอืมတိတ်ပြီးလဲထပ်ပြီးလေ့လာရအောင်အဲ့လိုဟုတ်သူကသူကscale by လူသေးရဆိုတော့လေอืมอืมဇေယျဆွဲရတော့ဘာလို့ဆိုတော့တင်တန်းတက်တာကိုကျင်းလာအာကိုမင်းဘောပညာရလာပေါ့နော်ဘယ်လိုလဲချင်းနေရရပါဘောဟုတ်တဟုတ်န်းလောထပ်ခုပြပါအဲ့ဒါပဲဟုတ်ဟုတ်ဒီစာဘဲစာမှမသိဘူးဆိုတော့အဲ့ဟုတ်လိုပဲပေါ့ဟုတ်ဆိုတော့ဒီတလအတွင်းမှာလဲကိုမြတ်ပတ်စံဘယ်နှခါထုတ်ပြီးလဲခုဒီနေ့ဆိုတော့ကျွန်တော်နှစ်ခါထုတ်ပြီးနှစ်ခါဟုတ်2000နှစ်ခါပေါ့အဲ့လို US ဒေါ်လာနော် US ဒေါ်လာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ် US ဒေါ်လာနဲ့ထောင်ထုတ်ပြီးပြီဆိုတော့အဲ့ဒါလဲအာအာကိုမြတ်ကကျူးစားတာပေါ့နော်ပြီးတော့ကိုမြတ်အာဒီဟာကဆက်လုပ်မလားဘယ်လိုလဲနားဖို့စိတ်ကိုလားဘယ်လိုလဲချင်းနားဟိုစိတ်ကူးမရှိဘူးကိုဟုတ်ဟုတ်ဘာကွာစေပြေလေဟုတ်ဖတ်ထိုင်းအနေနဲ့လုပ်ရอืပြီးมတော့ဖူတိုင်းတစ်ခုလုပ်ခုရှိရဆိုတော့อืมမနေ့တနိုင်ထိုးထားပြီးတော့training လုပ်ပြရတယ်อืมမနေ့ဖူတိုင်းလုပ်သွား၄နိုင်ဆို၄နိုင်ခွဲဆိုဖူတိုင်းလုပ်သွားအဲ့လိုอืมအဆင်ပြေတာပေါ့၃နိုင်ဟုတ်ခွဲလောက်လုပ်တာပေါ့ဒီနေ့ကိုဟုတ်โอเคဟုတ်ပြီနော်ဆိုတော့ဒီအာကိုမင်းကတော့သူကဒီတင်တန်းတလားလောက်ပဲရှိသေးတယ်ပြအထူးလည်းအောင်မြင်အခုဆိုရင်အာကိုမင်းက PA အကောင့်ဘယ်လောက်ကြိုက်ထားလဲကျွန်တော်တစ်ချက်ပြောပြလေဖြေก็9000အကောက်ပဲကင်ထားကော9000အကောက်နဲ့စိုက်ထွေးတာပေါ့ဘယ်နှကောအကောက်င့်ကြိုက်တော့ကျွန်တော်ထားလဲကိုဘယ်နှခုရှိလဲဖြေကောက်လာကောဟိုကဟုတ်၄ခု၅ခုရှိရကောဟုတ်ကဲ့โอเค PA အကောင့်9ခုတော့ရှိရနော်၅ဟုတ်ကဲ့၅ခုရှိရတော်ဆယ်တော့လောဆယ်၅ခုမှာတော့တစ်ခုကတော့ဟိုဟာထိထားပါ30% off ထိထားอืအဲ့ม ပြန်လုပ်နေရတယ်ဟုတ်ဆိုတော့အရန်အောင်မြင်တာပေါ့နော်ဆိုငါးကောင်းမှာတစ်ကောင်းကို2000ထုတ်တယ်ဆိုရင်နောက်ပိုင်းဆိုရင်အလုပ်လုပ်တော့ full time အလုပ်တော့မလုပ်ချင်မလို့တော့ပဲနဲ့ part time နဲ့လုပ်ပြီးတော့เนาะဒီဟာ full time ပြန်လုပ်လို့ရတယ်ဟုတ်တယ်နော်ဟုတ်တယ်ကောဟုတ်တယ်ဟုတ်တယ်ဟုတ်ခုတနေ့2000လောက်ထုတ်လို့ရရတော့တော်စီပြေဘာဖြစ်လို့အော်ဆိုတော့တနေ့ကောက်တစ်ခုနဲ့ထုတ်ပေါ့အဲ့လို ဒါမဲ့တော့2000ကျတော့ရှေ့ရက်မှာတစ်ခါလောက်လိုရှတယ်လဲင်းမှာတစ်ဆိုတော့အနည်းဆုံးခါထုတ်10ရက်ပေါ့နော်ဟုတ်တယ်စနေတနင်္ဂနွေနဲ့ဟုတ်ဆိုတော့ဟုတ်တယ်ကောနှစ်ပတ်လောက်လိုတယ်နှစ်ပတ်လောက်လိုတော့နှစ်ပတ်မှာอืมအာအကောင့်တစ်ခုမှ2000လောက်ထုတ်နိုင်ရင်4ကောင့်လောက်ရှိတယ်ဆိုရင်8000ဒေါ်လာ US ဒေါ်လာ8000ဆိုတစ်ထောင်ပါမနေ့ပေါ့နော်အော်စီဒေါ်လာနဲ့ဆက်1000လောက်ဆိုရင်တော့ full time လောက်တာထက်ပိုကြိုက်သေးတာပေါ့နော်ဟုတ်တယ်ကောอืมဟုတ်ပြီမိသားစုလည်းအခြေပေးလို့ရတာပါအဲ့ဒါဟုတ်တယ်မိသားစုလည်းချိန်ပြီးတော့ဒါကခဏလေးပြီးတော့ကိုမင်းဒီ trading ကအချိန်ဘယ်လောက်ပြီးလဲကို trade တဲ့ချိန်တနိုင်လားဒါမှမဟုတ်နိုင်ဝက်လားဘယ်လောက်အချိန်ပြီးလဲကျွန်တော်ဟိုပေးရကောတနေ့ကို၄နိုင်လောက်ကော
အော်တနေ့ကို4နာရီလောက်ချင်းပေးတယ်ဟုတ်ကဲ့တနေ့ကို4နာရီလောက်အနည်းဆုံး4နာရီလောက်ချက်ပြီးခါရီကြရ3နာရီကို อืม target ဖြစ်သွားရတော့ကိုရမယ့် target ဖြစ်သွားရတော့နားလိုက်တယ်ကိုအဲ့လို อืมอืม target တစ်ခုကိုထားပါတော့တနေ့ကိုဟုတ်အဲ့ကောက်တစ်ခုကို1500ရမယ်ဆိုရင်နားလိုက်ပြီအဲ့လိုโอเคโอเคဟုတ်ပြီဟုတ်ပြီโอเคကျေးဇူးပဲเนาะကိုမင်းရရကိုဟုတ်ကဲ့ကျေးဇူးပဲကိုโอเคဟုတ်ပြီဘိုင်ဘိုင်เนาะဘိုင်